နောင်ရိုးစကန်ကျသွားပြီလို့ဒီစစ်သွေးကြွမီဒီယာတွေကဒီကနေ့ဖော်ပြနေတာတွေ့ရပါတယ်။မြိုင်ဆန်းဆန်းကိုဖော်ပြနေတာပါ။အဲ့တော့နောင်ရိုးစကန်ကကျွန်တော်တို့တိုက်ပွဲဖြစ်နေတာမှန်ပါတယ်။နောင်ရိုးစကန်ရဲ့ဒါ area မှာတိုက်ပွဲတွေပြင်းထန်နေတယ်။နောင်ရိုးစကန်ကတကယ်ကိုကျွန်တော်တို့အရေးပါတဲ့နေရာမှာတည်ရှိတယ်။တနည်းအားဖြင့်အုံးချစ်ပင်မြို့နယ်တွေမှာတည်ရှိတယ်။အကြမ်းဖက်သမားတွေထောက်ဖို့ကကျွန်တော်တို့ဒီတောင်ကုန်းကနေပြီးတော့ဒါသူတို့ဒါတောင်ကုန်းအုံးချစ်ပင်လမ်းတိုင်းသူတို့ထောက်ဖို့ကကျွန်တော်မပြတ်ဘူးဗျာ။တောင်ကုန်းရဲ့ area ကတစ်ဖက်မှာကျွန်တော်ရေပြင်ရှိတယ်။ရေပြင်သူတို့ရဲ့ဒီထောက်ဖို့လမ်းကြောင်းကြီးကတော်တော်ကြီးကိုကျွန်တော်တို့တောက်လျှောက်ကျွန်တော်ပွင့်နေတာဖြစ်တယ်။ပြီးတော့ကျွန်တော်ဒီရခိုင်ပြည်နယ်ကနေပြီးတော့ကျွန်တော်ဒီပြည်မာတွေကိုဝင်တဲ့လမ်းကြောင်း၃ခုမှာဆိုရင်တိုက်ပွဲအပြင်းထန်ဆုံးနေရာကိုပြပါဆိုရင်လက်ရှိဒီတောင်ကုန်းနဲ့ဒါအုံချစ်ပင် area ရဲ့တိုက်ပွဲတွေကအပြင်းထန်ဆုံးနဲ့ရခိုင်လက်နက်ကိုင်ပွဲအင်အားအများဆုံးအသုံးပြုပြီးတော့တိုက်ခိုက်တဲ့နေရာလို့ပြောရမှာဖြစ်ပါတယ်။တစ်ဖက်မှာကျွန်တော်တို့ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့ AR တိုင်းရဲ့အဆက်မှာဆိုရင်စစ်သွေးကြွတွေရဲ့ဒီစစ်ဦးကိုကျွန်တော်တို့ချိုးနိုင်ခဲ့တယ်။လက်ရှိကျွန်တော်တို့ဥချိုးနိုင်လိုက်ပြီ။တစ်ဖက်မှာကျွန်တော်တို့အန်းနဲ့ဒါကျွန်တော်အန်းပဒန်းလမ်းပိုင်းမှာဆိုရင်လည်းပဲဒီနေကြားပေါ့ဗျာနေကြားအဲ့မှာရှိတဲ့စစ်သွေးကြွ AA ရဲ့လှုပ်ရှားမှုကိုတက်မလို့ကကောင်းကောင်းထိချုပ်နိုင်တယ်။လက်ရှိတော့ကျွန်တော်တို့ဒီလက်ရှိတော့ဒီတောင်ကုန်းနဲ့အုံချစ်ပင်ရဲ့တကြောပေါ့ဗျာအဲ့ဒီတကြောမှာဆိုအကြမ်းဖက်တွေရဲ့လှုပ်ရှားမှုကဒါကျွန်တော်တို့အချိန်ကိုကောင်းနေစေဖြစ်တယ်လို့ပြောမှာဖြစ်ပါတယ်။ကောင်းနေတယ်ပေါ့ဗျာအဲ့တော့ဒီအုံချစ်ပင် area ကနိုင်ငံတော်အတွက်အရေးကြီးတဲ့ကျွန်တော်တို့စက်ရုံတွေရှိတယ်အကြမ်းဖက်သမားတွေရဲ့ရည်ရွယ်ချက်ကတော့သူတို့ဒီနေရာကိုသူတို့ထိန်းချုပ်နိုင်ဖို့ဖျက်ဆီးနိုင်ဖို့သူတို့ဒီလိုမျိုးရည်ရွယ်ထားပုံရပါတယ်ဒါကြောင့်လည်းအကြမ်းဖက်သမားတွေကသူတို့ဒါအုံချစ်ပင် area မှာသူတို့အင်အားအလုံးရင်းနဲ့သူတို့တိုက်ခိုက်နေတာဖြစ်ပါတယ်အဲ့တော့ဒီနေရာကိုကျွန်တော်တို့ရဲဆက်နေနေရမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီ area ကကျွန်တော်တို့နိုင်ငံအတွက်အရေးကြီးတဲ့အရေးပါတဲ့နေရာဖြစ်ပါတယ်တိုက်ပွဲတွေကတော့ကျွန်တော်တို့ပြင်းထန်နေစေဖြစ်တယ်စစ်သွေးကြွ A ကတော့အဲ့ဒီ area မှာကျွန်တော်အင်အားအလုံးရင်းနဲ့သူတို့ဒါသူတိုက်နေတယ်လို့တော့ကျွန်တော်တို့သိရပါတယ်ဒါတော့ကျွန်တော်တို့အရေးပါတဲ့အရေးကြီးတဲ့နေရာကိုတင်ပြတာဖြစ်ပါတယ်တစ်ဖက်မှာတော့ကျွန်တော်တို့ဒါစစ်တွေနဲ့ကြောက်ဖြူဘက်မှာတော့အကြမ်းဖက်သမားတွေရဲ့ scan တွေကိုတက်မလို့ drone တပ်ဖွဲ့တွေကကျွန်တော်တောက်လျှောက်ချေမိုးနိုင်တယ်အကြမ်းဖက်သမားတွေအဲ့ဒီဘက်မှာကျွန်တော်ထိခိုက်ကြဆုံးများတယ်ကျွန်တော်တို့ဒီစစ်တွေနဲ့ကြောက်ဖြူ area မှာဆိုရင်တော့အဲ့ဒီရဲ့တိုက်ပွဲမှာဆိုရင်တော့ကျွန်တော်ဘာမှအစိုးရစရာမရှိဘူးတက်မလို့ကတော့အကြမ်းဖက်သမားတွေရဲ့ကျွန်တော်တို့ scan တွေသူတို့ရဲ့ထောက်ဖို့လမ်းကြောင်းတွေကိုတောက်လျှောက်ကျွန်တော်တို့ဒါတက်မလို့ drone တပ်ဖွဲ့တွေကတောက်လျှောက်ကဲထောက်ပြီးတော့တောက်လျှောက်ကိုချေမိုးနိုင်တယ်အဲ့တော့စစ်သွေးကြွ AA ကတော့လက်ရှိသူတို့အင်အားအများဆုံးနဲ့တိုက်ခိုက်နေတာကတော့ကျွန်တော်တို့တောင်ကုန်းနဲ့အုံချစ်ပင်ကြားကဒါညောင်ကျိုး area ပေါ့ဗျာအဲ့ဒီမှာတော့ကျွန်တော်တိုက်ပွဲတွေကပြင်းထန်နေတယ်အကြမ်းဖက်မီဒီယာတွေရေးသားနေတယ်လို့အုံချစ်ပင်မျိုးနဲ့ညောင်ကျိုးစကန်ကြတယ်ဆိုတော့ကတော့သတင်းမှသာဖြစ်ပါတယ်